လူတယောက်ခါရုပ်တူတစ်ခုကိုတန်ရှင်းရေးလုပ်နေခြင်းမတော်တဆတိုးလက်ချောင်းကိုလီနေခဲ့တယ်တွေ့ကရုပ်တူရဲ့တွားဖောက်ကိုလိမ့်ကျန်သွားတယ်စာမှာတော့သူ့အရေးမထားဘူးလက်ကိုပတ်တီးစီးပြီးတဲ့လုပ်ငန်းကိုဆက်လုပ်လိုက်တယ်ဒါပေမဲ့နောက်တစ်နေ့မူဇီယမ်ကိုပြန်လာပြီးရုပ်တူကိုမျက်လုံးတွေထိတွေ့မိတဲ့အချိန်မှာသူ့မျက်လုံးတွေချက်ချင်းတွဲနေအောင်ဖြစ်သွားတယ်မမြင်ရတဲ့အင်္ဂါတစ်ခုကသူ့ကိုမထင်နိုင်လောက်အောင်ရှေ့ကိုဆွဲခေါ်နေတယ်လို့ဖြစ်လာတယ်အန်နာကတခုခုမှနေတယ်လို့ချက်ချင်းသဘောပေါက်လိုက်တယ်သူမကအမြန်ဖိနပ်အမြင့်ကိုချွတ်ပြီးသူ့လှုပ်ရှားမှုတိုင်းကိုကရူတစိုက်ကြည့်နေခဲ့တယ်ရုတ်တရက်သူ့လက်ထဲမှာဒါတစ်ချောင်းပေါ်လာတယ်အန်နာကသူ့ကိုတားဖို့အလင်းငမြင်ပေးဝင်သွားခဲ့ပေမဲ့သူဟာကျိုးဆွဲရုပ်လို့ချင်းချုပ်ခံထားရတယ်လို့လေပတ်ပြီးသူ့မှာနဲ့အားဖြင့်ကန်လန့်ဖြစ်လာတဲ့အချိန်မှာပီတာကရုပ်သူကတွဲလုံးမြင်ရတဲ့အားရိပ်တစ်မျိုးစိတ်ထွက်လာတာကိုကြောက်လန့်စွာမြင်တွေ့လိုက်တယ်စိတ်ရှုပ်ထွေးနေတဲ့ပီတာကရုပ်သူကိုလက်ထဲယူပြီးအခန်းအပြင်ကိုပြေးထွက်သွားခဲ့တယ်။အခန်းထဲကထွက်သွားချိန်မှာသူလက်ကျသွားတယ်။ရုပ်သူကိုမသိမသာလူတစ်ယောက်ကလူယူသွားခဲ့တယ်။ပီတာကချက်ချင်းလက်နဲ့ထွက်ခဲ့ပေမဲ့အဲ့ဒီလူစိမ့်ကအရေးမထားဘူး။အစားထိုးပြီးသူကမရှင်းလင်းတဲ့အရေးတစ်မျိုးကိုရုပ်သူထဲထိုးသွင်းလိုက်တယ်။ချက်ချင်းပဲရုပ်သူကမျက်စိမင်းလောက်အောင်အလင်းရောင်ထွက်ပေါ်လာတယ်။ပီတာကတိပြန်ရလာတဲ့အချိန်မှာတော့ရုပ်သူကပျောက်ကွယ်သွားပြီးသူ့အဝတ်ပေါ်ကသွေးစွန်းများနဲ့ပျောက်သွားခဲ့တဲ့လူလေ။ပုံမှန်အခြေအနေကိုပြန်ရောက်လာခဲ့တယ်